ဒီနေ့မှာတော့ YouTube ပေါ်ကကြောက်စရာကောင်းတဲ့ Analog Horror Series တစ်ခုကြောင်းကိုပြောပြသွားမယ်။အားလုံးပဲမင်္ဂလာပါ။ Keyword တက်တဲ့ဘက်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်တော်ကဇာမန်ကေပါ။ကျွန်တော်ဒီဗီဒီယိုမှာတော့ကျွန်တော် YouTube comment တစ်ခုကဒီ Mandela Catalog လို့ခေါ်တဲ့ Horror Series တစ်ခုကြောင်းကိုပြောပြပါဆိုပြီးတော့လာမှတ်ထားတွေ့လို့ကျွန်တော်ဒီဗီဒီယိုကိုလုပ်လိုက်ခြင်းဖြစ်ပါတယ်။ဒီဗီဒီယိုထဲမှာတော့ဒီ Mandela Catalog လို့ခေါ်တဲ့YouTube ပေါ်က Analog Horror Series တစ်ခုကြောင်းကိုပြောပြသွားမယ်။ဗီဒီယိုလေးမစခင်မှာတော့ထုံးစံတိုင်းပဲကျွန်တော် Keyword တက်တဲ့ YouTube Channel လေးကို Subscribe လုပ်နေစဉ် Subscribe လုပ်ပေးကြပါ။ဘေးနား notification ကောင်းလေးကိုလည်းနှိပ်ပေးကြပါ။ပြီးတော့ထုံးစံတိုင်းပဲတင်နေတဲ့ဒီဗီဒီယိုလေးကို YouTube ကြည့်နေဆိုရှင်တော့ VPN လေးခံပြီးတော့ကြည့်ပေးခြင်းဖြင့်ကူညီပေးကြဖို့လည်းတောင်းဆိုချင်ပါတယ်။စလိုက်အောင်ပါ။ဒီ Mandela Catalog လို့ခေါ်တဲ့ Analog Horror Series ကိုတော့2021ခုနှစ်တုန်းက Alex Kister လို့ခေါ်တဲ့ YouTube Channel ကနေစတင်ခဲ့တာဖြစ်ပါတယ်။ဒီ series ရဲ့ထူးခြားချက်ကတော့တခြား horror series လိုမျိုးအရန်ကိုကြောက်စရာကောင်းတဲ့ jump scare တွေလုံးဝမပါဝင်ဘဲနဲ့ကျင်းနဲ့ဟိုတဖြည်းဖြည်းနဲ့ကြောက်လာစေတဲ့ခံစားချက်မျိုးဖြစ်ပေါ်စေတာဖြစ်ပါတယ်။ဒီ series က psychological horror မျိုးစားဖြစ်ပြီးတော့ရိုက်ကူးထားတဲ့ပုံစံကလည်း shake it film တိတ်ခွေပုံစံမျိုး black and white color နဲ့ဖြစ်ပါတယ်။နောက်ပြီးတော့ဒီတင်ဆက်တဲ့ပုံစံကလည်းဒီ government warning လို့ခေါ်တဲ့အစိုးရသတိပေးချက်ထုတ်ပြန်တဲ့ပုံစံမျိုးနဲ့ရိုက်ကူးပြသထားဖြစ်ပါတယ်။ရန်အောင်ထိတ်လန့်စရာကောင်းတဲ့ jump scare တွေလုံးဝမပါဝင်ပေမဲ့ဒီသူ့ရဲ့သုံးထားတဲ့ creepy visual တွေနောက်ပြီးတော့ background audio တွေကကြည့်ရှုတဲ့သူကိုတဖြည်းဖြည်းနဲ့ကြောက်စိတ်တွေဖြစ်ပေါ်လာစီမှာကတော့သိကြပါတယ်။ဒီချက်တွေကပဲတခြား horror series တွေနဲ့မတူတာကြောင့်နာမည်ကြီးလူကြိုက်များလာတာဖြစ်ပါတယ်။ဒါဆိုရင်ဒီ series ရဲ့အခြေခံ plot ကိုအကြိမ်မပြောပေးချင်ပါတယ်။ဒီ Mandela Catalog လို့ခေါ်တဲ့ Analog Horror Series တစ်ခုလုံးရဲ့အခြေခံကြဆုံးအရာကတော့ဒီ alternate တွေပါ။ alternate ဆိုတာကဘာလဲဆိုလို့ရှိရင်တခြားကဘာတခြားဒါမှမဟုတ်တခြား universe ဒါမှမဟုတ်တခြား dimension တစ်ခုကတေးစေနန္ဒဘဝမကောင်းဆိုးဝါးနှဆိုးတွေဖြစ်ပါတယ်။ဒီနှဆိုးတွေကကျွန်တော်လူသားတွေကိုနီးမျိုးတို့သုံးပြီးတော့6လက်တဲ့ပုံစံမျိုးဖြစ်ပါတယ်။သူတို့ဘာလို့ဒီလိုမျိုးလုပ်ရလဲဆိုလို့ရှိရင်ကျွန်တော်လူသားတွေအနေနဲ့ဒီ alternate တွေကိုကြောက်လန့်ပြီးတော့ကိုအဆုံးစီရင်သွားအောင်လို့ဖြစ်ပါတယ်။ဒီ alternate တွေ6လက်တဲ့ပုံစံကတခြားတဲတွေလိုပဲပေါ့နော်။အတန်ပေးတာရေးအောင်ပြတာအပြင်နောက်ထပ်ထူးခြားတဲ့တစ်ချက်ကကျွန်တော်တို့နဲ့ပုံစံနဲ့တူတဲ့လူတယောက်ပုံစံဖိုင်နေပြီးတော့6လက်တာမျိုးဖြစ်ပါတယ်။ဥပမာပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီမှတ်တစ်ချက်ကိုကြည့်နေမယ်ဆိုရင်မှတ်တဲ့ကပုံရိပ်ကကျွန်တော်တို့ကိုယ်တိုင်ဟုတ်မနေတာမျိုးဖြစ်ပါတယ်ဒီလိုမျိုးပုံစံတွေဒီလိုမျိုးစင်းတွေကိုကျွန်တော်တို့ဒီ horror movie တော်တော်များများမှာလည်းမြင်တွေ့ဘူးမှထင်ပါတယ်ဒီလို6လက်နာတွေက MAD လို့ခေါ်တဲ့စိတ်ယောဂတစ်မျိုးဖြစ်ပေါ်စေပြီးတော့ဒီစိတ်ယောဂကြောင့်ပဲကိုတတ်သိတဲ့အထိပါဖြစ်စေတာဖြစ်ပါတယ် MAD ဆိုတာကတော့ metaphysical awareness disorder လို့ခေါ်တဲ့စိတ်ယောဂတစ်မျိုးဖြစ်ပါတယ်ဒီယောဂကကျွန်တော်ရှိရပြောခဲ့သလိုဒီလိုမျိုးသဘာဝလုံးဖြစ်ရတဲ့6လက်မှုတွေကြုံလာတဲ့အခါမျိုးတွေမှာဒီကိုယုံကြည်မှုပျောက်ဆုံးပြီးတော့အဓိကအဖြစ်တော့ကြောက်စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ယောဂတစ်မျိုးဖြစ်ပါတယ်ဒီညမှာတစ်ခုသတိထားမှာကဒီ MAD လို့ခေါ်တဲ့စိတ်ယောဂကအပြင်လောကမှာတကယ်မရှိတဲ့စိတ်ယောဂတစ်ခုဖြစ်ပါတယ်ဒါကဒီဇလန်သဘောအရဒီ Mandela Catalog လို့ခေါ်တဲ့ horror series တွေမှာထည့်သွင်းဖန်တီးထားတဲ့စိတ်ကူးရင်စိတ်ယောဂတစ်ခုဖြစ်ပါတယ်အပြင်မှာတကယ်ရှိတဲ့ depression တို့တခြား anxiety တို့ဒီလိုမျိုးတခြားစိတ်ယောဂတွေနဲ့ဆင်တူပေမဲ့လည်းတကယ်တော့မတူညီပါဘူးဒီ series နာမည်ကြီးလာပြီးတဲ့နောက်ပိုင်းမှာတခြားကြောက်စရာကောင်းတဲ့ theory တွေလည်းပေါ်ထွက်လာပါတယ်ဒါတွေက fan theory ပေါ့နော်တကယ် theory တော့မဟုတ်ပါဘူးဒီ theory တွေကမှနာမည်ကြီးဆုံးတစ်ခုဟာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့လူသားတိုင်းမှာဒီကျွန်တော်တို့မသိတဲ့ alternate တစ်ခုစီရှိတယ်ဆိုတော့ theory ဖြစ်ပါတယ် theory ရဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ alternate ကကျွန်တော်တို့စိတ်တက်ကြနေတဲ့အချိန်ဒါမှမဟုတ်ကိုယုံကြည်မှုပျောက်ဆုံးနေတဲ့အချိန်မျိုးတွေမှာပေါ်လာတတ်ပြီးတော့ကျွန်တော်တို့ကို6လက်မယ်ဆိုတဲ့သဘောဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ပြောရရင်တင့်နေနဲ့ YouTube ပေါ်က Analog Horror Series တွေကိုကြည့်ရှုရတာကြိုက်တယ်စိတ်ဝင်စားရဆိုလို့ရှိရင်တော့ဒီ Mandela Catalog လို့ခေါ်တဲ့ Horror Series ကလည်းကြည့်တဲ့ series တစ်ခုဖြစ်ပါတယ်ဒါပေမဲ့ကြောက်တတ်တယ်ဆိုရင်တော့လုံးဝမကြည့်တာကောင်းပါတယ်ဟုတ်ကဲ့ပါကျွန်တော်ခုပြောပေးခဲ့တာကတော့ Mandela Catalog လို့ခေါ်တဲ့ Analog Horror Series တစ်ခုကြောင်းပဲဖြစ်ပါတယ်ဒီကြောင့်လည်းပတ်သက်ပြီးပြည်သူတို့ထင်မြင်ချက်ကိုလည်းအောက်ကကွန်မန့်မှာဝင်ရောက်ရေးသားတော်ရပါတယ်နောက်တော့ဗီဒီယိုလုပ်စီတဲ့အကြောင်းအရာနဲ့သိချင်ကြရှိလို့ရှိရင်လည်းအောက်ကကွန်မန့်မှာဝင်ရောက်ရေးသားတော်ရပါတယ်ကျွန်တော်တက်နိုင်သော research လုပ်ပြီးတော့ဗီဒီယိုတစ်ပုဒ်ပြောင်းဖန်တီးပေးတော့မယ်ဗီဒီယိုလို့ဆုံးကြည့်လို့ကျေးဇူးတင်ပါတယ်ပြန် subscribe လေးလည်းနှိပ်ပြီးတော့မေးပါနဲ့နောက်ဆက်သွားဖို့ကောင်းကြောင်းလေးကြောက်ဆက်ကောကြောင်းနဲ့တူပြန်လာခဲ့ပါဦးမယ်ဟုတ်